မိုင်းဒေးမှာကျွန်တော်တို့ကပို့တင်တဲ့ခါကြလို့ရှိရင်ကိုချစ်သူနဲ့ကိုနဲ့နှစ်ဦးလည်းမြင်အောင်လို့ပို့တင်တဲ့ဒီတခြားသူတွေဘယ်သူမှမမြင်အောင်တင်တဲ့နည်းလေးကိုမျှောက်ပေးပါမယ်။အားလုံးနေဖြစ်ကျွန်တော်တို့ကကိုယ့်ရဲ့မိုင်းဒေးမှာရှိနေတဲ့အပေါင်းလေးကိုတစ်ချက်နှိပ်ပေးပါ။အဲ့အပေါင်းလေးကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်မိုင်းဒေးမှာကိုတင်မဲ့ကိုချစ်သူနဲ့ပုံကိုရွေးပေးပါ။အဲ့လိုရွေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က post ကိုမတင်သေးဘူးပေါ့နော် share ဆိုတာကိုနှိပ်ပေးနဲ့မိုင်းဒေးမှာကိုချစ်သူနဲ့ကိုနဲ့နှစ်ဦးလည်းမြင်ဖို့ဆိုရင်ကျွန်တော်တို့ကဒီနားလေးမှာရှိနေတဲ့ setting လေးကိုနှိပ်ပေးလိုက်ပါ setting ကိုနှိပ်ပြီးပြီဆိုရင်ဒီနားလေးမှာရှိနေတဲ့ privacy ကိုကျွန်တော်တို့ဆက်ပြီးတော့တွားပေးပါတွားပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာကျွန်တော်ပြပေးနေရလေးကိုတစ်ချက်ကြည့်ပေးပေါ့နော်ဒီအောက်လေးမှာရှိနေတဲ့ custom ဆိုတာရှိရအဲ့တော့ custom ကိုပဲကျွန်တော်တို့ကနှိပ်ပြီးလို့ရှိရင်ဒီအောက်မှာပေါ့နော်တခြားဟာတွေကိုကျွန်တော်တို့မကြည့်နဲ့ကိုချစ်သူတဦးလေးကိုပဲကျွန်တော်တို့ပဲအမှန်ချစ်ကလေးပြထားပြီးတော့ကိုချစ်သူတဦးလေးကိုပဲအမှန်ချစ်ပေးပဲအဲ့လိုမျိုးလေးရွေးပေးထားပြီးလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ပြန်ပြီးတော့ထွက်ကြမယ်ဒီလိုမျိုးလေးတဦးတဲ့ဝယ်ရွေးပြီးတော့ဒီနားလေးမှာလူတော်တော်များများအမှန်ချစ်ပေးထားရဆိုရင်ကျွန်တော်ဖြုတ်ပြီးပေါ့နော်ဒီလိုမျိုးကျွန်တော်ပြန်ပြပေးမယ်ကိုချစ်သူတဦးတဲ့ဝယ်ရွေးချက်ပေးထားလိုက်ဒါဆိုရင်ကိုချစ်သူတဦးတဲ့ပဲကိုကမိုင်းလေးတင်နေဆိုရင်ကိုချစ်သူနဲ့ကိုနဲ့နှစ်ဦးပဲတွေ့ရမယ်ပြီးရင် back ကလေးနဲ့ကျွန်တော်တို့ပြန်ထွက်ပြီးပြီဆိုလို့ရှိရင်ဒီနားလေးကစိတ်ကိုကျွန်တော်တို့ကနှိပ်လိုက်နှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့မိုင်းဒေးမှာ custom နဲ့လည်းရွေးပြီးပြီအဲ့ဆိုရင် back ကလေးနဲ့ပြန်ထွက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့မိုင်းဒေးမှာ share ဆိုတာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပေါ့နော်နှိပ်ပေးလိုက်ပြီဆိုရင်မိုင်းဒေးမှာဒါကိုချစ်သူနဲ့ကိုနဲ့နှစ်ဦးပဲတွေ့ရမယ်ကိုရဲ့မိဘတွေသူ့ရဲ့စီမျိုးသားချင်းသူ့ညီကိုမောင်နှမတခြားသောမမြင်စီစဉ်တဲ့လူတွေလည်းမမြင်ရတော့ဘူးပေါ့နော်ဒီနေ့လေးနဲ့တင်မယ်ဆိုရင်အားလုံးအဆင်ပြေမှာသိကြပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်